ever wonder why some marriages and families are happy and strong while others are struggling? Many people think it's because of money. တချို့လူတွေကထင်ကြသူတို့မိသားစုအရင်ပျော်ရွှင်စရာကောင်းတယ်သူတို့မိသားစုပျော်တယ်ပျော်ရွှင်စရာကောင်းတဲ့မိသားစုအဲ့ဒါသူတို့ပဲစားများစီလို့သူတို့ကအစင်ပြလို့ထင်ကြတာ That's not true အဲ့ဒါမမှန်ဘူးတကယ်ကြတော့ဘာဖြစ်လို့လဲဆိုတော့သူတို့မိသားစုမှာဖယားသခင်ကမိသားစုအစပြုတ်တဲ့အခါမှာတည်ထောင်တဲ့အခါမှာပျော်ရွှင်တဲ့မိသားစုဖြစ်ဖို့အရာဖြစ်ဖို့ညာအတွက်ကျွန်တော်တို့က ingredient recipe ပေးထားတာရှိတယ်အဲ့ဒီ recipe ရှိတဲ့မိသားစုနဲ့ recipe ingredient မပြည့်တဲ့မိသားစုအမှကွာသွားတာဒါကြောင့်ကျွန်တော်ဒီနေ့ the ingredient for healthy marriage and family ပျော်ရွှင်တဲ့မိသားစုကျန်းမာတဲ့မိသားစုအိမ်ထောင်ရေးပြဖို့ရအတွက် ingredient ဆိုပြီးတော့ခေါင်းစဉ်နဲ့ကျွန်တော်ဒီငါနှုတ်ကပတ်တော်ဝင်ဟာချင်ပါတယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီ ingredient မှာ1အနေနဲ့ဖယားသခင်ကအိမ်ထောင်ဆိုတဲ့မိသားစုကိုတည်ထောင်တဲ့အခါမှာဖယားသခင်ကလူယောက်ျားတစ်ယောက်လူမိန်းမတစ်ယောက်ပေါင်းပြီးတော့ဖယားတည်ထောင်တယ်ဖယားတည်ထောင်တဲ့အခါမှာဖယား blueprint ဆိုတာရှိတယ်နော် blueprint ဆိုတာပုံစံနမူနာဆိုတာဖယားသခင်ကထားပါတယ်အဲ့ဒီပုံစံဖယား design ဆွဲပြီးထားတာဖယား blueprint ဆွဲပြီးထားတာကိုကျွန်တော်တို့လိုက်နာရင်သူဖယားရဲ့ design အတိုင်းကျွန်တော်တို့လိုက်နာမယ်ဆိုရင်သူမိသားစုဟာပျော်ရွှင်ပါတယ် So God designed marriage. So marriage is made of three: God and a man and a woman. So သုံးယောက်ပါတယ်အခါမှာဘုရားသခင်နဲ့လူယောက်ျားအာဒမ်နဲ့ဘုရားသခင်နှစ်ယောက်တည်းအစာပြုတာမဟုတ်ဘူးဘုရားနဲ့လူမင်းမဧဝနှစ်ယောက်တည်းအစာပြုတာမဟုတ်ဘူးလူမင်းမနဲ့လူယောက်ျားနှစ်ယောက်တည်းအစာပြုတာမဟုတ်ဘူးဘုရားပါတယ်သုံးယောက်ဆိုတာမမိဘူးအရေးကြီးတယ်ဒါကြောင့်အာဒမ်နဲ့ဧဝအကြားထဲမှာဘုရားအမြဲတမ်းပါတယ်ဒါကြောင့်ပျော်ရွှင်သောမိသားစုနော်ပျော်ရွှင်သောအိမ်ထောင်ဖြစ်ဖို့ရအတွက်ကျွန်တော်တို့အမြဲတမ်းအိမ်ထောင်ကိုအစပြုတဲ့ founder ဘုရားလူတွေအဲ့ဒါကြောင့်ပျော်ရွှင်တဲ့မိသားစုဆိုတာဘုရားဘုရားပြုတဲ့မိသားစုဟာပျော်ရွှင်သောမိသားစုပါပဲတချို့တွေကတော့အိမ်ထောင်ပြုတဲ့အခါမှာအိမ်ထောင်ကြီးထောင်တဲ့အခါမှာဘုရားနေရာမှာတရားလူပုဂ္ဂိုလ်ထားမိတတ်တယ်တချို့ကျတော့ဘုရားနေရာမှာကိုယ့်ရဲ့အဖွားတွေကိုယ့်ရဲ့အဖေတွေအမေတွေကိုယ့်ရဲ့ဆွေမျိုးတွေထားတဲ့နေရာမှာဘုရားနေရာမရတော့ဘူးအဲ့ဒီဘုရားနေရာမရတဲ့အခါမှာသူမိသားစုဟာပျော်ရွှင်တဲ့မိသားစုမဖြစ်နိုင်တော့ဘူးပျော်ရွှင်တဲ့မိသားစုဒီထောင်လို့မရဘူးဒီမှာအိမ်ထောင်ပြုတဲ့လူဒီပလက်ထောင်ပြကြပါအောင်အိမ်ထောင်ရှိတဲ့လူတွေ very good အိမ်ထောင်မရှိတီးပဲနဲ့ကျွန်တော်ကတနည်းနည်းကြိုင်အိမ်ထောင်ပြုတ်ချင်ပါတယ်ဆိုရင်လက်ထောင်ပြပါအောင် if you want to get married someday please raise your hand hey Samatnisi, are you sure so this message is for all of us အိမ်ထောင်ပြုတ်တဲ့လူနဲ့အိမ်တနည်းနည်းကြိုင်ကျွန်တော်တော့အိမ်ထောင်ပြုတ်မယ်ဆိုတဲ့ကျွန်တော်အားလုံးအတွက်ဖြစ်ပါတယ်ကဲအိမ်ထောင်ပြုတ်တဲ့လူတွေကျွန်တော်အိမ်ထောင်ပြုတ်တဲ့အခါမှာထင်များမင်္ဂလာဆောင်တဲ့အခါမှာလူယောက်ျားနဲ့လူမင်းကျွန်တော်နှစ်ယောက်တည်းအိမ်ထောင်ပြုတ်တာမဟုတ်ဘူးဖယားစီလူစီမှာကျွန်တော်တို့ဂရိဝန်ခံနော် marriage vows ကိုလုပ်ပါတယ်အဲ့ဒါဘုရားမင်းသားပါတယ်ဒါကြောင့် marriage မှာ order ရှိတယ်ဘုရားအရင်လာရမလဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုပုံစံနမူနာပေးထားတယ် so marriage order number 1 God number 2ဒီမှာဘုရား
And number 2နေရာမှာ husband and wife number 3နေရာမှာ children ကလေးအဲ့ဒီနေရာမှာတွိုင်းရင်အဲ့ဒီအိမ်ထောင်ကမကြမ်းမနိုင်ဘူးမပျော်ရွှင်နိုင်ဘူးတချို့ကြတော့နေရာမှားတာတချို့ကြတော့ God ဘုရားနေရာမှာကိုမိန်မထားမိတယ်ကိုယောက်ျားထားမိတယ်နောက်ပြီးတော့တချို့ကြတော့ number 2နေရာမှာကိုယောက်ျားမိန်မဆိုကိုယောက်ျားဆိုကိုမိန်မဖြစ်ရမှာအဲ့ဒီနေရာလေးမှာကိုသားသမီးတွေထားမိတယ်အဲ့ဒါ order မှားရင်အဲ့ဒီမိသားစုလေပျော်ရွှင်တဲ့မိသားစုမဖြစ်နိုင်ဘူး That's order number 1 God number 2 husband and wife and number 3 children အဲ့ဒါကိုဖယားကျွန်တို့အိမ်ထောင်စီးတဲ့အိမ်ထောင်ပြုတဲ့အားလုံးအတွက်ဖယား order ပေးထားတဲ့ marriage order ဖြစ်ပါတယ်ဒါကြောင့်ကမ္ဘာ